မိတ်ဆွေတို့ဖုန်းကင်မရာကိုမိတ်ဆွေတို့တူးတဲ့တီးတန့်သုံးနေတယ်လို့ထင်ပါသလားခင်ဗျာမိတ်ဆွေတို့ဖုန်းမှာမသိသေးတဲ့ unknown application တွေနဲ့တချို့ application တွေကမိတ်ဆွေမသိဘဲနဲ့မိတ်ဆွေရဲ့အရေးကြီးတဲ့ file တွေဗီဒီယိုတွေပုံတွေကိုရယူပြီးတော့အခြားတနေရာမှာမျှဝေတာတို့မိတ်ဆွေတို့ရဲ့ဒီပုံတို့ဗီဒီယိုအော်တိုဝင်ရောက်ကြည့်ရှုခွင့်ဒါမျိုး permission တွေရထားတဲ့ application တွေအများကြီးရှိနေတာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေတို့ဖုန်းကင်မရာကိုမိမိတူးရဲသုံးနေတယ်လို့ထင်မဲ့ဆိုရင်မှားမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဖုန်းမိတ်ဆွေတို့ဖုန်းကင်မရာရဲ့ privacy ကောင်းအောင်ဘယ်လိုလုပ်ရမလဲမိတ်ဆွေတို့လုံလုံချုံချုံနဲ့ကိုယ့်ရဲ့ပုံတွေဗီဒီယိုတွေကိုလုံခြုံစွာအသုံးပြုနိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာဒီဗီဒီယိုမှာမျှဝေသွားမှာဖြစ်ပါတယ်ပထမစွာမိတ်ဆွေတို့ဖုန်းရဲ့ setting ထဲမှာပြင်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ပြန်ထွက်လိုက်ပါဦးမယ်မိတ်ဆွေတို့ဒီကင်မရာဟာမိတ်ဆွေတို့ကိုယ်တိုင်ကိုရိုက်ဖို့အတွက်ပဲကိုကလုံခြုံတယ်ဒီကင်မရာမှာရိုက်ထားပြီးကိုကနဲ့ကို app lock တွေနဲ့ထားမယ်ဆိုလို့ရှိရင်လုံခြုံတယ်လို့ထင်ကောင်းထင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါကို permission ယူထားတဲ့ application တွေအများပြားရှိပါတယ်ဒီ permission ကိုဘယ်လိုပိတ်ရမလဲဆိုတာဒီကနေ့မျှဝေတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပထမဦးစွာမိတ်ဆွေတို့ဖုန်း setting ထဲကိုဝင်လိုက်ပါခင်ဗျာဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ APP ဆိုတဲ့နေရာတွေကို APPS ဆိုတဲ့နေရာတွေကိုဝင်ရမှာဖြစ်ပါတယ်တချို့ဖုန်းတွေမှာတော့ application and permission ဆိုပြီးတော့ပါပါတယ်ခင်ဗျာတချို့ဖုန်းတွေမှာတော့ application လို့ပါပြီးတော့ယခုဖုန်းမှာတော့ APPS ဆိုပြီးတော့တမျိုးတည်းပါပါတယ်အဲ့ထဲကိုဝင်လိုက်ပါခင်ဗျာဟုတ်ကဲ့ဒီနေရာကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ manage app ဆိုတဲ့နေရာကိုဝင်လိုက်ပါ application manager ဖြစ်ပါတယ်အဲ့ထဲကိုဝင်လိုက်ပါခင်ဗျာဒီနေရာမှာတော့ application မှန်သမျှမိတ်ဆွေရဲ့ဖုန်းထဲမှာရှိတဲ့ application မှန်သမျှကိုစုပေါင်းထားတဲ့နေရာဖြစ်ပါတယ်ဒီထဲမှာမိတ်ဆွေတို့ဖုန်းကင်မရာကိုတခြားသူတစ်ယောက်ကတခြားသူတူကယူသုံးလို့မရအောင်ဘယ်လိုသွားပြီးတော့ setting ပြင်ဆင်ရမယ်ဆိုတာမျှဝေပြသသွားမှာဖြစ်ပါတယ်ဖုန်းကင်မရာတွေကိုဝင်ရမှာဖြစ်ပါတယ်ကင်မရာ application ကိုရှာလိုက်ပါခင်ဗျာဟုတ်ကဲ့ဒါဆိုရင်တော့ဒါကင်မရာ application ဖြစ်ပါတယ်ကင်မရာ application နဲ့ဝင်လိုက်ပါကင်မရာ application နဲ့ကိုရောက်ပြီဆိုရင်ကျွန်တော်တို့က app permission ဆိုတဲ့နေရာကို application permission ဆိုတဲ့နေရာကိုဝင်ရမှာဖြစ်ပါတယ် application permission နဲ့ကိုဝင်လိုက်ပါခင်ဗျာဒီနေရာမှာတော့မိတ်ဆွေရဲ့ကင်မရာကိုခွင့်ပြုပေးထားတဲ့အရာများစွာတွေ့ရမှာဖြစ်ပါတယ်မိတ်ဆွေရဲ့ကင်မရာမှာကင်မရာရိုက်ကူးဖို့လည်းခွင့်ပြုထားတယ် file နဲ့ media တွေကိုလည်းပဲအသုံးပြုခွင့်ပေးထားတယ် location ကိုလည်းပေးထားတယ် microphone ကိုလည်းပေးထားတာဖြစ်ပါတယ်နည်းနည်းလေးဝါကောင်းဝါနေမှာဖြစ်ပါတယ်ခင်ဗျာနည်းနည်းမိတ်ဆွေရဲ့ဖုန်းထဲမှာကျွန်တော်ပြောတဲ့ဟာတွေကိုရှာကြည့်ပါဟုတ်ကဲ့ပြီးရင်ဒီအပေါ်တက်ကအဆက်30နေရာရှိပါတယ်အဲ့အဆက်30နေရာလေးတွေကိုဝင်လိုက်ပါခင်ဗျာဒီကင်မရာ application ဟာမိတ်ဆွေတို့ရဲ့ဖုန်းထဲမှာမိတ်ဆွေမသိပဲ permission ယူထားတယ်အများကြီးရှိပါတယ် all permission တွေကိုဝင်လိုက်ပါခင်ဗျာဟုတ်ကဲ့ဒါဆိုရင်တော့ဒီပုံစံမျိုးတွေ့ရမှာဖြစ်ပါတယ်ဒီမှာ permission ယူထားတဲ့ဟာတွေအများကြီးရှိပါတယ်ဟုတ်ကဲ့ဒါကိုကျွန်တော်တို့ကလုံခြုံအောင်ဘယ်လိုလုပ်ရမလဲဆိုတာပြသသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေရာမှာ microphone ပေးထားတာရှိပါတယ် location ပေးထားတာရှိပါတယ် location ကိုကျွန်တော်တို့ကဒါဝင်ကြည့်လိုက်ပါဒီပေါ်ဆုံးမှာ allow only while using the app ဆိုတဲ့နေရာရှိပါတယ်အောက်မှာ ask everything ဆိုတာရှိပါတယ်အောက်ဆုံးမှာတော့ don't allow ဆိုတာရှိပါတယ်ခင်ဗျာမိတ်ဆွေမြင်ရမှာဖြစ်ပါတယ်များသောအားဖြင့်ကတော့အပေါ်က allow only while using the app ဆိုတာရှိပါတယ်ကျွန်တော်တို့ကအဲ့ဒါကို ask everything လို့ပြောင်းလို့ ask every time လို့ပြောင်းလို့လည်းရတယ်
ခွင့်မပြုခြင်းမှုဆိုရင် don't allow လို့ကြောင်းထားလို့လည်းရပါတယ်ခင်ဗျာ don't allow လို့ပြောထားမယ်ဆိုရင်တော့အခြားသူ application ဝင်မယ်ဆိုလို့ရှိရင် permission တွေတောင်းမှာဖြစ်ပါတယ် ask everything ကို every time ကိုထားလိုက်ပါဒါမှမဟုတ်ရင်လည်း don't allow ကိုကျွန်တော်ထားပြီးတော့နောက်နမူနာတစ်ခုပြမှာဖြစ်ပါတယ်ပြန်ထွက်လိုက်ပါခင်ဗျာဟုတ်ကဲ့ဒီမှာလည်းပဲ file and media ဆိုတာကိုလည်းပဲကျွန်တော်တို့ကပြန်လည်ပြင်ဆင်မှာဖြစ်ပါတယ် file and media ကိုလည်းပဲဒီမှာဒီ don't allow လို့ကြောင်းထားလိုက်မှာဖြစ်ပါတယ်တကယ်လိုအပ်တဲ့ခါကျွန်တော်တို့ပြန်ဖွင့်ပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ microphone ဒါကိုလည်းပဲဒါကျွန်တော်လောလောဆယ်ကတော့ဒီ camera ကိုကျွန်တော် permission ပိတ်ထားလိုက်တာဖြစ်ပါတယ်ဒါကတော့မရှိတော့ပထမအဆုံး camera application ကနေသွားပြီးတော့ပိတ်ထားရမယ့်ဟာလေးဖြစ်ပါတယ် camera ထဲကိုဝင်လိုက်မယ်ဒီမှာ don't allow ကိုရွေးလိုက်မှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့လိုပဲအရေးကြီးတဲ့အခြားသောတန်တရားဖြစ်ဖွယ်ရာ application တွေကိုဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ရဲ့ဖုန်းကင်မရာကိုအသုံးပြုလို့မရအောင်သွားပိတ်ထားရမှာဖြစ်ပါတယ်မိတ်ဆွေတို့ဖုန်းထဲမှာရှိတဲ့ application permission ဆိုတဲ့နေရာကိုဝင်ပါတချို့ဖုန်းတွေမှာ application လို့ပါပါတယ်ဒီဖုန်းမှာတော့ APPS လို့ပါပါတယ်အဲ့ထဲကိုဝင်လိုက်ပါခင်ဗျာဝင်ပြီးလို့ရှိရင် manage application တွေကိုဝင်လိုက်ပါဒီနေရာမှာတချို့မိတ်ဆွေများ camera application တစ်ခုတည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့အခြား camera application တွေအများကြီးရှိပါတယ်အဲ့ဒါတွေကို install သွင်းထားမယ်ဆိုလို့ရှိရင်အဲ့ဒီ camera တွေရဲ့ location camera အသုံးပြုခွင့်ဒါတွေကိုကျွန်တော်တို့ကသွားပိတ်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ဒီနေရာမှာကိုပိတ်ချင်တဲ့ဥမာဒီ app box ဆိုတဲ့နေရာလေးတွေကိုဝင်လိုက်မှာဖြစ်ပါတယ်ဒီမှာ application ကို permission ပေးထားတာဖြစ်ပါတယ်ဒါတွေကိုဝင်လိုက်ပါခင်ဗျာဒါဆိုရင်တော့ဒါ no permission allow ဒါမျိုးဖြစ်နေရမှာဖြစ်ပါတယ်ဟုတ်ကဲ့တခြား application တစ်ခုနဲ့နမူနာပြမှာဖြစ်ပါတယ်ဥပမာ Chrome နဲ့ပြမှာဖြစ်ပါတယ် Chrome နဲ့ကိုဝင်လိုက်ပါခင်ဗျာအဲ့ဒါဆို Chrome ဆိုရင်လည်းပဲဒီနေရာမှာ permission ယူထားတာတွေဝင်ကြည့်လို့ရပါတယ် app permission နဲ့ကိုဝင်လိုက်ပါဒီနေရာမှာသူ့ကိုခွင့်ပြုထားတာတွေအများကြီးဖြစ်ပါတယ်ဒီ Chrome ကလည်းပဲမိတ်ဆွေတို့ရဲ့ကင်မရာကိုဝင်ရောက်အသုံးပြုခွင့်ရှိပါတယ်ဒါကြောင့်ဒါတွေကိုဝင်ရောက်အသုံးပြုခွင့်မရအောင်အကယ်၍အသုံးပြုခြင်းနဲ့ဆိုရင်လည်းမိတ်ဆွေကိုမေးအောင်လုပ်လို့ရပါတယ်ကင်မရာမှာဒီနေရာကိုဝင်လိုက်မယ်ဆိုရင် allow only when using the app ဖြစ်နေပါတယ် as every time ဆိုတာကိုကြောင်းလိုက်ပါဒါမှမဟုတ်ရင်လည်း don't allow ဆိုတာကိုပြောင်းပေးရမှာဖြစ်ပါတယ် as every time ကိုကျွန်တော်ပြောင်းလိုက်မှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကိုတန်လျာရှိတဲ့ကိုတခြားမိမိရဲ့ဖုန်းကင်မရာကိုဝင်ရောက်အသုံးပြုသုံးစွဲနိုင်တဲ့ application တွေကိုဆက်ဆေးပြီးတော့ဒီလို don't allow ဖြစ် as every time ဆိုတာဖြစ်ကျွန်တော်တို့ကြောင်းပေးထားမှာဖြစ်ပါတယ်ဥပမာ ChatGPT ဆိုရင်လည်းပဲကျွန်တော်တို့ Other permission ကိုဝင်ကြည့်လိုက်ပါမယ်ဟုတ်ကဲ့ဒီမှာဆိုလို့ရှိရင်တော့ဒါ permission ပေးမထားပါဘူးခင်ဗျာတချို့ဟာတွေဟုတ်ကဲ့အခြား application တစ်ခုလည်းပဲစစ်ကြည့်မှာဖြစ်ပါတယ်ဒါကတော့မိတ်ဆွေရဲ့ဖုန်းကင်မရာထဲမှာဝင်ရောက်ပြီးတော့သူအသုံးပြုခွင့်မရအောင်ပိတ်ထားတဲ့စနစ်ဖြစ်ပါတယ်ခင်ဗျာဒီ align motion ဆိုတဲ့နေရာလေးကိုခဏဝင်ကြည့်မှာဖြစ်ပါတယ် app permission ဆိုတဲ့နေရာကိုဝင်လိုက်ပါခင်ဗျာသူက file and media ဆိုတာကိုပေးထားပါတယ်ဒါမှဆိုလို့ရှိရင် don't allow ရှိတယ် allow access to media only ဆိုပြီးတော့ရှိပါတယ်ဒါတွေကကျွန်တော်တို့က don't allow ရွေးထားလိုက်ရပါတယ်တကယ်ဖွင့်မယ်ဆိုရင်လည်းပြန်ဖွင့်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ဆုံးတစ်ချက်အနေနဲ့ဒီလိုမျိုးကျွန်တော်တို့ပြင်ဆင်ပြီးပြီဆိုရင်တော့ camera application တွေကိုဝင်ကြည့်မှာဖြစ်ပါတယ်မိတ်ဆွေရဲ့ဖုန်းကင်မရာတွေကိုဝင်လိုက်ပါခင်ဗျာအဲ့ခါဒီပုံစံမျိုးတွေ့ရမှာဖြစ်ပါတယ်ဒါပဲ application တစ်ခုခုကမိတ်ဆွေရဲ့ဖုန်းကိုအသုံးပြုခြင်းနဲ့အသုံးပြုခွင့်ပေးမယ်ဆိုမိတ်ဆွေပေးမှရမှာဖြစ်ပါတယ် why using the app ဆိုတာရှိတယ် only that time only this time ဆိုတာရှိတယ် don't allow ဆိုတာရှိတယ်ဒါမိတ်ဆွေအနေနဲ့ camera application ကိုအသုံးပြုသည့်အချိန်ဖြစ်စေ Chrome တို့ရီမို့အခြားသော application ကိုအသုံးပြုတဲ့အချိန်မှာကင်မရာကိုမိတ်ဆွေကိုယ်တိုင်တရားဝင်ခွင့်ပြုမှသာလျှင်သူတို့ကမိတ်ဆွေရဲ့ဖုန်းကင်မရာကိုဝင်ရောက်အသုံးပြုလို့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဓာတ်ပုံရိုက်မှာဖြစ်ပါတယ်
ဒါဆိုလို့ရှိရင်သူ permission တောင်းပြီးဖြစ်ပါတယ်ခင်ဗျာ only this time ကိုပေးလိုက်မှာဖြစ်ပါတယ်ပြီးရင် allow ခွင့်ပြုလိုက်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ camera ကျွန်တော်တို့အသုံးပြုခွင့် camera application ကိုပေးလိုက်ပြီးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါမျိုးပြင်ဆင်ထားခြင်းအပြင်မိတ်ဆွေရဲ့ဖုန်းကင်မရာဟာတခြား third party တို့ဒီမို့အခြားသော application တစ်ခုခုကနေပြီးတော့ဒီခိုးဝှက်ယူသွားတာမျိုးလျှို့ဝှက်စွာဓာတ်ပုံရိုက်တာမျိုးဒါမျိုးတွေကိုလုပ်လို့ရတော့မှာမဟုတ်တော့ပါဘူးခင်ဗျာဟုတ်ကဲ့ဒီနေ့အဖို့မိတ်ဆွေတို့ဖုန်းကင်မရာကိုမိတ်ဆွေမသိဘဲနဲ့ပုံဖိုင်ဒါတွေကိုယူနိုင်တဲ့ application တွေကိုဘယ်လိုကာကွယ်တားဆီးရမယ်ဆိုတာမျှဝေတင်ပြလိုက်ရပါတယ်နောက်နေ့တွေမှာလည်းပဲကျွန်တော် live video လေးတွေကိုတင်ဆက်သွားမှာဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့ follow လုပ်ပြီးတော့ကူညီမှုကိုလည်းပဲအထူးကျေးဇူးတင်ပါတယ်နောက်ထပ်လည်းပဲမိတ်ဆွေတို့အတွက်အကျိုးဖြစ်ဖွယ်ရာအကျိုးရှိမဲ့ဒီ ID knowledge ဖုန်းနည်းပညာ Facebook နည်းပညာတွေကိုကျွန်တော်တတ်နိုင်သလောက်မျှဝေတင်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် page လေးကိုလည်းပဲ follow လုပ်ထားဖို့မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာဗီဒီယိုကိုဝင်ရောက်ကြည့်ရှုတဲ့မိတ်ဆွေအားလုံးကိုလည်းပဲအထူးပဲကျေးဇူးတင်ပါတယ်ကျမ်းမာချမ်းသာကြပါစေခင်ဗျာ